ပုတ်တွင်ညိုဟာသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတစ်တီးယိုနဲ့ဖုံးအုပ်လိုက်တဲ့တောထဲကိုပြေးဝင်သွားပေမဲ့တစ်ကိုင်းတစ်ခုမှာကတ်သွားတဲ့ကံကောင်းထောက်မစွာပဲဖားတစ်ကောင်ကသူ့လမ်းကြောင်းကိုပိတ်ဆို့ပြီးရက်တန့်သွားတယ်ဒါပေမဲ့ဖားနှစ်ကောင်ကသူတို့ရဲ့ဘားဆက်ထဲကဒီကောင်တစ်ကောင်ကိုလူရက်နေတာကြောင့်ပုတ်တွင်ညိုဟာဖားတွေကိုအတုခိုးလုပ်တဲ့ရုတ်တရက်ဖားတစ်ကောင်ကသူ့ဘားဆက်ကိုညှစ်ပိတ်လိုက်ပြီးနောက်တစ်ကောင်ကလေမှုထုတ်လိုက်တယ်ဘာတွေဖြစ်နေမှမသိလိုက်ခင်မှာပဲမိုးပြန်ပူဖောင်းလို့ပြန်ဝဲပြီးတောထဲမှာမျောပါတော့အားတယ်နောက်ဆုံးတော့မြေပြင်ပေါ်ဆင်းသက်ပေမဲ့အယောင်အားလုံးပျောက်ကွယ်သွားတဲ့ဖားနှစ်ကောင်ကပုတ်တွင်ညိုကိုရေမောပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားကြတယ်တောထဲမှာလှည့်လည်သွားလာနေတော့ပုတ်တွင်ညိုမတကောင်ကိုတွေးလိုက်တယ်လမ်းတစ်လျှောက်မှာပန်းပင်တွေနဲ့ဖုံးကွယ်ပြီးသူမနောက်ကိုလိုက်သွားတဲ့ပုတ်တွင်ညိုမဟာຫນွေပင်တပင်ကိုဆွဲပြီးတက်ပြီးသူမကိုအတုခိုးနေတာကိုကြည့်နေတယ်ຫນွေပင်တပင်ကိုလည်းဆွဲပြီးရုတ်တရက်တစ်ပင်တွေပေါ်မှာရောက်နေတာကိုတွေးလိုက်ရတဲ့ပုတ်တွင်ညိုမဟာတခြားသောတတဝါတွေနဲ့မိတ်ဆက်ပေးလိုက်တဲ့စားဖို့မူကြီးပုတ်တွင်ညိုတကောင်ဟာခေါင်းကိုနောက်ကိုမောလိုက်တိုင်းအယောင်ပြောင်းနေတဲ့အင်းဆက်တွေကိုกินနေတယ်။နောက်ထပ်ပုတ်တွင်ညိုတကောင်ဟာပဝန်းကျင်နဲ့လိုက်ဖက်အောင်အစိမ်းရောင်ပြောင်းပြီးစီးကျင်နေတယ်။ကျန်တာအားလုံးကအလွယ်တကူအယောင်ပြောင်းနိုင်တာကိုတတိထားမိလို့အယောင်ပြောင်းဖို့စ조사ခဲ့တဲ့ပုံစံတစ်ခုပေါ်လာပေမဲ့အရေးပြားကတော့မပြောင်းလဲဘူးအပေါ်ကိုမောကြည့်လိုက်တော့အမပုတ်တွင်ညိုကအယောင်ပြောင်းနေတာကိုတွေးလိုက်ရတယ်။သူမကိုအတုယူပြီးခန္ဓာကိုယ်တစ်ခုလုံးကိုအားစိုက်ထုတ်ပေမဲ့လေလေတံပဲထွက်လာတယ်။ဒါကြောင့်တိရစ္ဆာန်တွေအားလုံးရေကြတယ်။ဒါပေမဲ့ဒီတခါတော့စိတ်တက်မကြဘူးအနီးနားမှာတောက်ပနေရဲ့အင်းဆက်တကောင်ကိုကောက်ယူလိုက်တဲ့အလင်းရောင်ကငှက်ပြောရွက်ပေါ်မှာအရိပ်တွေကြားရောက်လာတဲ့သူ့လက်တွေကိုအသုံးပြုပြီးအဲ့ဒီနေ့ကသူမြင်ခဲ့တဲ့တိရစ္ဆာန်အားလုံးရဲ့အရိပ်တွေကိုပုံဖော်ဖို့စတင်ခဲ့တယ်တိရစ္ဆာန်ရိပ်တိုင်းကလိန်ညာတဲ့ပုံစံနဲ့တူတယ်မကြခင်မှာပဲတောတိုင်းတိရစ္ဆာန်တွေပို့ပြီးစုဝေးလာကြတယ်ဗင်းဖြော်ဖြေတင်ဆက်ခဲ့ပြီးရင်းရည်သားရည်ဒီတက်ကြွသောအယောင်များဖြင့်တောက်ပလာပြီးလုံးဝအမခန်းဖွယ်ကောင်းကပထမဆုံးအကြိမ်အဖြစ်လူတိုင်း၏လက်ခုပ်တံများကိုရ